ဒီဘယ်ဒီကူပဲဒီကြောင်းရလာတော့ပဲနာကူပြင်သွားတယ်ပြင်ရကူရလာတယ်လို့ခံစားရတယ်။ဒါကြောင့်မို့လို့ဆက်လက်ကျူအောင်ကျူစားတော့မယ်ဒီ semester စမတော်တိုင်းပြောချင်တယ် project ကကျေးဇူးပေးမယ်ဒီတော့လေအားဆိုရဲဆိုရင်ဘာသာခါဖီစေလို့မယ်ဆိုရင်ကျူတင်ပြစရတဲ့ပုံမှာလေဒီသွားပြီးတော့ပြောပြဖို့ပဲတာဝန်ရှိရပေါ့နော်ဒါပေမဲ့ကျွန်တော် recycle ကိုလောလောတဲ့အခါမှာဆိုရင်ပြန်မယ်ချင်းဒီကြရတယ်ပြောပါမယ်ပြောပါမယ်ပေါ့နော်ဒါပေမဲ့ဆိုရင်ဘာသာသိရှိခဲ့တယ်ဒါပေမဲ့ဆိုင်တော့ပြီးလို့ရပါတယ်ဖနက်စင်ဟုတ်တယ်ဟာလေအေးတနာဖြစ်ပါတယ်ပြရမယ်ဆရာလည်းအဲ့ဒီအရင်လုပ်တယ် hostess အရင်ဖြစ်တယ်အဲ့ဒီပဲကြီးရပါလို့ဒီမှာခိုင်ဖြစ်ပါတယ်ဒီကစားတဲ့ချန်ပီယံအဝက်ကိုရတယ်ပေါ့နော်အဲ့မဟုတ်ဘူးလေနားလို့responsible and aware ရဲ့ chain maker aware တော့ရှိတယ်။ the back communication aware ကိုရတာဒီလိုထင်တယ်။ရှိတယ်ဘာလို့လဲ။အားကြီးကြပါလေ။ First day by day, I mean, I take me out of the as to be called.
ကျိုးချင်းလည်းမသိ 2 3ဆရာဝင် ဒီနေ့ရမ်းပြောပါတယ်ဟုတ်လားဒီလိုစတတိလေးရရဆိုမှလည်းတမိုးထားတယ်ပေါ့နော်မိအရင်တဘောကြပါတယ် credit my award ပေါ့နော် Creative My Award. Okay, congratulations ပါနော်။ဒီဘယ်လိုခံစားရလဲ။အရင်ပြောရကြပြပြမလဲဒီလိုပေါ့နော်တကယ်ချင်းနဲ့စစ်စစ်လလုံးကိုပြီးတော့ဆက်ဆံမရဲ့ sport တွေအားကောင်းကြပါတော့ဒီမှာတာပြောရပေါ့နော် most improved award ပေါ့နော် Most Improved Award. Okay, congratulations ပါနော်။ဒီသမီးဘယ်လိုခံစားရလဲ ဒီနေ့အရက်ပြောပေါ့နော်ဘာမှကွယ်တောင်းဆိုစူးစမ်းခဲ့ဆိုတော့ဒီလိုမျိုးချီထိကွယ်အကောင်းဆုံးဖြတ်တတ်ခဲ့ရတဲ့အတွက်ဒါပြောရတဲ့ငွေချင်းလည်းစုံစည်းခဲ့ရတဲ့အတွက်လည်းပြောရမယ် ဒီနေ့ဘယ်လို ဒီတော့အရင်ပျော်တော့ကျွန်တော်ဒီ semester ကိုကောင်းဝင်ပြီးဆုံးတော့တက်ရောက်နိုင်ခဲ့တော့အရင်ပျော်ရတယ်ဒီငယ်ကြီးတွေအသေးလဲဒီလိုမောင်မလို့ခင်ရတဲ့တော့အရင်ပျော်ရွှင်ရပါတယ်ဒီနေ့ရခဲ့တဲ့စုဒီမှာပါကြီးလီတဲ့အဝက်ဖြစ်ပါတယ်ဒီနောက်လာမဲ့ဒီ semester လဲတော့ကောင်းလေးကြိုးစားသွားမယ်လို့ပြောချင်ပါတယ် Okay ပါ ကောင်းရလားကောင်းတယ်အကင်ရကောင်းတယ်ကောင်းရလားအဲ့ကျွန်တော်ကြိုက် နဲ့သွားတဲ့အချိန်မှာကြုံတွေ့ရတဲ့အခက်အခဲနဲ့အတွေ့အကြုံများကိုချို့များပြီးတော့မှဖြစ်ပါတယ်။ဒါတော့လာလည်းမသိဆိုတော့ငယ်ချင်းတော့ဒီပြောဆိုင်ကလာမောင်းရင်းနဲ့လာပဲပူပါပါပြီးတော့ ချင်းပေတွေအစီအစဉ်ဖြစ်တယ်ပေါ့နော်။ semester ဝင်ချင်းပေတွေနောက်ဆုံးအစီအစဉ်ဖြစ်တယ်ပေါ့နော်။ဒါ game ပေါ့နော် game ချောကြ။အဲ့ဒါမတည့်ရပြီပါပဲ။ဒီပဲကြောက်။ စားမယ်နော်ဝဲချူပြီးတယ်တော့
မ်းပြချိတ်တယ်လက်ပြောက်ပြောပဲချိတ်တယ်နော်နော်ကဲဘယ်လိုက်ရပြချိတ်မယ်ဘယ်လိုက်ရချိတ်မယ်အဲ့ဒါအဲ့ဒါပဲနော်အဲ့ဒီဆရာကရှိတယ်ဟုတ်ပါပြီဆရာကြီးခြေထောက်နဲ့ထွက်လို့ရတယ်။ဒါနဲ့အေးကောင်းတယ်။ဒါကလို့ချိန်မောလာโอเคအဲ့ဒါအစတော့ဆက်2 3 အနားကြီးပါတပတ်9ရက်ပေါ့နော်6ရက်နေ့အကြောင်းပြန်ဖွင့်ပါ6ရက်တို့ဒီပြဆောင်ကြမယ်အိစာလည်းမပေးလိုက်ပါဘူးညာကြီးလည်းမပေးပါဘူးเนาะအဲခါကျတော့ဟိုပါပေါ့နော်ဆိုတော့ညာကြီးလည်းရှိရရှိတော့ဒီစိတ်ဆိုးရတဲ့စမစဘာမှအလုံးချီရဆိုစမစသူကြထောက်ချတာဖြစ်တော့လည်းမဖြစ်ပါဘူးဆိုတယ်ခေါ်ကြကြမယ်အဲ့ဒီကလည်းကောင်းကောင်းခေါ် Okay let's say Josh ချိန်ရပါ အပိစကားပြောပါနော်ဒီရောက်မှသိရတယ်ဆိုတော့အပိစကားပြောဖို့ကစက်တင်ဘာဆမစတာဝမ်းကိုကောင်းပြီးတော့ရပါတော့ဒါဝမ်းကိုတော့သနာပိုင်းရလို့ဆက်ဆက်ရှာပြကြည့်ပါနော်အခုနလည်းမကြည့်ပြောလိုက်တယ်မကြည့်ပါဘူးလမ်းပြောင်းနေတာကနေဒီမှာလမ်းစားကျူးစားကြပါဟိုအောင်မြင်တဲ့လူတွေရဲ့အားလုံးကိုကြည့်ရှိတယ်လို့ဒီပေးတယ်Sao như thế con nhau đã thầu chị bảo Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn